ဒီဘက်ချမ်းညာဘက်ကမြင်တော့ပို့ပြီးတော့နည်းနည်း6တယ်တဲ့အဲ့တော့6တိုင်းနဲ့ဆင်းမဲ့ခက်ပေါ့နော်တလအတွင်းကသူတို့ပေးထားတဲ့ဒီမျက်ရည်တူခါလေးအဲ့ဟာလေးတော့ခက်ရမှာဒါပေမဲ့တလကျော်ဝိုင်းတော့ကြိုက်တဲ့ဘရော့ခက်လို့ရပြီတဲ့ခုလောဆယ်တော့တပူးကို600နဲ့6ဘူးဝယ်လာတယ်ဆိုတော့တလအောင်2ဘူးလောက်ကုန်မယ်ဆိုတော့ကို3တော့ပိုကုန်ပါပေါ့နော်ကိုကကျ2နိုင်ချတဲ့ခါနဲ့ပဲတော်ထားတာဆိုတော့နောက်2ဘူးလောက်တဲ့အဲ့ဒါပါပဲပြီးလို့ရှိရင်တစ်နှစ်အတွင်းမှာဘာမှမပြန်ရောက်ခဲ့လို့ရှိရင်လာပြီးတော့ပြလို့ရတယ်ပေါ့အခုဝယ်ထား package တွေမှာကတစ်နှစ်အတွင်း9ကောက်ပြတဲ့ဟာပါတယ်ဒါပေမဲ့ကြားထဲမှာတော့လာပြတော့အခုက2ခေါက်ပြပြီးသွားပြီဆိုတော့နောက်6လလောက်နေမှာတစ်ခေါက်တော့ပြန်လာလို့ပြရင်ပြရအောင်ပေါ့နော်ပဲအခုကအကုန်မြင်ရတယ်အနီရောင်လိုင်းထိလည်းမြင်ရတယ်ဒါပေမဲ့အဲ့ဟာကျတော့နည်းနည်းဝါးတယ်ကြည်တောက်နေဘူးတချို့အလုံးတွေဆိုမှန်းပြီးပြောရတဲ့အလုံးတွေရှိအဲ့ဒါတော့ဘာလို့လဲဆိုတော့အဲ့ဟာတဲ့ပုံမှန်ပဲတဲ့တလားအတွင်းကတော့ patient ကအရင်ကြည်နေမှာမဟုတ်ဘူးတဖြည်းဖြည်းနဲ့မှပြန်ကြည်သွားမှာပေါ့နော်ဟိုက healing process ပဲရှိသေးတယ်ဆိုတော့ဒီထဲမှာမျိုးလုံးထဲမှာခုဖြစ်တာတွေရှိနေချက်ပလာဝါတွေရှိရဲ့တကယ်လည်းချက်ပလာဝါတယ်မမျက်စိခက်ပြီးတော့လို့ရှိရင်ဆိုရင်ကြည်မနေဝါနေတော့မဟုတ်ဘဲနဲ့မျက်စိခက်ဖို့တစ်ချိန်လေးကြာသွားပြီဆိုလို့ရှိရင်မျက်လုံးကဝါလာတာတို့ညောင်းလာတာတို့အဲ့လိုမျိုးတွေရှိရဲ့အခုကတော့တော်တော်အဆင်ပြေရဲ့ရှိရတဲ့ဆိုရင်ပြင်တော့အပြင်လေးပဲချက်သွားညမှန်တော့တက်တာပေါ့နော်တော့ရမယ်ဆိုရင်ဒီလိုလေးချက်ရဲ့ကင်းလေးပဲချက်စားအဲ့မှာကင်းကညွန်တဲ့နေလဲဝင်းတော်အဆင်ပြေရဲ့နောက်တလားလောက်ထိခက်ဆောင်ကြည့်ပြီးတော့မျိုးလုံးကအရှင်းကောင်းလိုက်လဲဆိုတော့အခုတော့မှပဲလေ95% လောက်ကကောင်းနေပြီလို့ခံစားရတယ်။ကိုမြင်ရတယ်။ခလုခုလေးဖြစ်တာပဲခလုဖြစ်တာပဲခလုဖြစ်တာတစ်ခုပဲရှိတာ။အဲ့လေဟိုကအမြဲတမ်းဖုံဝိုင်းတော့ပြီးဆိုစိတ်တွေကြတာမဟုတ်ဘူးလေ။ပုံမှန်ပဲ။ခါရမ်းကြောင့်ဖြစ်တာ။ဒီနေ့ဒီပါလို့ရှိရင်စပင်းတွေပါလဲဆော်လို့ရတယ်။ဒီနေ့အထီတော့ antibiotic eye drop တော့ထဲတဲ့ဒီကြလို့ရှိရင်မနေ့ပြန်နေစပြီးတော့ရည်ထိလို့ရပြီမျက်နှာလည်းရည်မျက်နှာဝင်ရည်နဲ့လည်းတက်လို့ရပြီခေါင်းချုပ်လို့လည်းရပြီလုံးလည်းရည်ဝင်လို့ရပြီပေါ့ပေါ့ရှားရတော့ဘာလို့ဆိုလို့ရှိရင်လက်နဲ့မပွနဲ့ဘာလို့ဆိုတော့လက်မှာပိုးတွေပါရှိတတ်တော့ပိုးဝင်ဆိုတဲ့အဲ့လိုမျိုးလုံးရလာပြီးခုလိုဖြစ်လာပြီးဆိုရင်မျက်စိလေးထည့်ပြီးတော့မျက်လုံးလေးခတ်လိုက်ပေါ့နော်ဒီလိုလေးပြီးတော့ဆရာဝန်ကဒီမျက်လုံးကို light massage လေးလုပ်လို့ရတယ်လို့ပြောရမျက်လုံးခက်ခဲလေးဖြည့်ပြတယ်လို့လေးပြီးတော့အဲ့ဒါလေဘာကြောင့်လဲဆိုမျက်ရည်ထွက်လာမျက်ရည်များထွက်လာပူပေးတယ်ပေါ့နော်အဲ့လိုလုပ်တာဟိုပြောရတာမှဒီဘက်နဲ့မှာဒီဘက်ကကောင်းတယ်ပေါ့ပြန်ရောက်လို့ရှိရင်လည်းကွန်ပျူတာပဲပုံမှန်သုံးလို့ရပြီဟုတ်တယ်ကွန်ပျူတာပုံမှန်သုံးလို့ရပြီပုံမှန်သုံးဒါပေမဲ့2020 rules တော့ပြရမှာပေါ့နော်မိနစ်20တော့3မိနစ်စက္ကန့်20အဝေးကိုကြည့်လုံးအနာပေးပြီးတော့ပါရှိတယ်အမှမရှိပါဘူးအဲ့လိုမျိုးမျိုးလုံးတွေမှာခိုးလို့ကလည်းဖြစ်နေရောဘယ်လိုခံစားရလဲဆိုတော့နေတိုင်းနေမြက်ကမချွတ်အောင်ပဲဆိုစိတ်ကဖြစ်နေပြီးတော့မြက်ကမလို့တော့ကောင်းပါရဲ့အဲ့ဆိုဒီနေ့ကစပြီးတော့မျိုးလုံးအကခွာအေးလို့ရပြီပေါ့နော်ရတယ်ပါအကခွာလို့ရအပြတ်မဲဦးမယ်တော့ပြီးတော့မိတော့ရဖိုင်ပါနေပြီလားဒီဆေးရုံရဲ့ဝန်ဆောင်မှုကလည်းအရင်ကောင်းတယ်ဝန်ထမ်းတွေအကုန်လုံးကအရင်ကောင်းတာနော်ညစိတ်ရှိတယ်ဒီ information counter ကအစားလေးအမြဲတမ်းပြောပြီးတော့သဘောရင်းကောင်းတာပြီးတော့အခုကြည့်စပြီးတော့လာပြရချင်းလေးစပြီးတော့ခွဲတဲ့အချိန်အခုဆရာဝန်နဲ့နောက်ဆုံးပြတဲ့အချိန်ရှိတယ်နောက်ကနေပြီးတော့လိုက်ပြီးတဲ့မောင်လေးအမတို့အကိုတို့အရင်သဘောကောင်းတာမြန်မာမတွေမြန်မာကိုရယ်နော်မြန်မာလေးရယ်အခုကနေတောက်ဆက်လိုက်လို့ပြရဒီအရှင်ကိုရှင်းပြအတိအကျရှင်းပြဆိုတော့ကိုစင်ကြီးရယ်သူတို့တွေထိုင်းကအင်္ဂလိပ်လိုပြောလို့ကိုကသူတို့ရဲ့ accent ကိုသိပြီးတော့နားမလည်လို့နဲ့ခက်ခဲဆိုလို့ရှိရင်တော့မှပဲအဲ့ညီမကိုမတွေရှိတော့လေရကိုဆုံးလို့ရဆိုတော့မဆက်ပြကြမရှိသေးဘူးလားနော်ဟုတ်တယ်ခေါ်ရနေနေလိုက်ပြီးတယ်
အဲ့ဒီပညာကျောင်းချက်ပြောပြရမှာနော်ကိုစင်ကြီးရင်းနေပါ ဒါပါပဲအဲ့ဆို အဲ့ဒါပဲနော်ဒီလိုပြပြသွားရပါပြီဒါ ပါ